စာပေဝါဒနာရှင်မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါကျွန်တော်ရဲ့အညာသား YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ချင်းတွင်းမြစ်နဲ့ ARD မြစ်ပေါင်းစုံရာရေလေကျွန်းဒေသနိုင်ငံကျော်ကိုကြီးကျော်နန်းနန်းတီနေရာကအညာဒေသကိုအခြေခံစိတ်ရင်တည်ထားကကိုကြီးညိုနဲ့မခင်နောင်တို့ရဲ့အချစ်စလန်းလေးဖြစ်တဲ့စာရေးဆရာမကြီးခင်ခင်လူကြီးသားတဲ့ဝက်လဲတော်ပစုတန်းထိုးလို့ကြုံမဲဆိုတဲ့အညာဝတ္ထုကြီးကိုတင်ဆက်ပေးတော့မှာဖြစ်တာမို့အဆုံးထိနားဆင်ပြီးသွားကြအောင်ခင်ဗျာလီမတိုက်ရွက်မလုတ်ငိန်သက်တိတ်ဆိတ်နေတော့ကြီးကျက်မလို့ညှင်းလွှာရုံကိုလှုပ်ခါလိုက်တယ်ရွာထိပ်ကလော့စပီကာသန်းကဟိန်းထွက်လာတယ်အထူးဆန်းတော့မဟုတ်ပါဘူးဒီရွာကလေးမှာဒီလေးရှိတယ်မနက်ခင်းစောစောမှဒီလိုပဲဖွင့်နေကြပကံမင်းကျော်ကနတ်ပင်တန်းအိမ်မောကျရွာကလေးကိုပုံနှုတ်လိုက်တယ်မို့ခင်တောင်တယောက်အိယာထဲမှာငေါက်ခနဲ့ထားလိုက်မိတယ်သူမအိယာအနောက်ခမ်းပြီးကဲလာတကားလေးကိုအသာမကြည့်လိုက်တော့အပြင်မှာမြူတွေပိန်းနေအောင်ဆိုင်းတာမောင်မောင်မဲမဲညင်ညံ့ပဲရှိသေးတယ်ရွာပေါ်မှာခက်ပြေပြေလေးဖိတ်ကြနေသည်လာရောက်ညူနီယောဂဖိတ်တချို့စင်တော့အိမ်နောက်ဘက်တတ်တလုံးမကြီးပေါ်မှာရွှေစင်ညိုကြီးအတောင်ထမ်းထမ်းရိုက်တန်တဲ့အတူလက်နဲ့ချင်ကတေးတန်တာအော်အီဥပင်ခါတိုင်းလိုပဲအားမရှိစက်တံကိုဗဟုပြုရသည်တောကြီးလက်ဆိုတော့လင်းလူကြီးဆိုတာခင်အောင်သိလိုက်တယ်တစ်ဆက်သေးဆိုလိုပင်ရွာတောင်များရှိဆရာတော်ကျောင်းကြီးကအုံမောင်းခောက်တန်တတုံလုံးဒီပင်ထွက်ပေါ်လာခဲ့ပြီတနေ့တစ်ခါအမျော်ကြီးမျော်ကြရသည်ကိုကြီးကျော်နှစ်ပွဲအားခဲလို့သွားကြဖို့စိတ်တွေစိုးနေပြီးတော့ညာကကောင်းကောင်းအိမ်မပြောနှစ်ပွဲသွားတွေမနိုးသေးဘူးထင်ရွာတဲ့ဘက်စီကလူတန်လဲတဲ့ခက်အုပ်ထွက်ကြလာပြီနှစ်ပွဲသွားတွေရွာတကားထိချောင်းနေပြီထင်ပါရဲ့ခင်နှောင်းစိတ်ထဲမယုံမရဖြစ်လာတယ်အမောင်လေးကဝေးရောက်ကိုမရှိဘူးအကိုဖြစ်သူကိုစိတ်ထဲကကြိတ်ပြစ်တင်လိုက်ရင်မိရင်ကြီးလေးကိုခင်နှောင်းဆန်းထွန်းလိုက်တယ်အလင်းဝဝကအမောင်ကိုတွန်းဖယ်လိုက်တယ်ဟဲ့ခင်နှောင်းအစိုးကြီးရှိသေးတဲ့ဟာကိုဘဲချင်းကနိုးနေမှမသိတော့အမေကလှမ်းကောင်းလိုက်တော့ခင်နှောင်းနှုတ်ခမ်းကလေးပင်ဆူလိုက်မိသေးတယ်အမေကသာစောနေဟိုမှာသူများတွေအတန်မကြဘူးလားရွာထိပ်မှာကျူးစမ်းစူးစမ်းနေညံလို့အဖေကိုယူနေကြည့်မလို့ပါအမေရဲ့ဟင်းဦးလည်းနှွေးရင်ပြောဆူဆူဖြစ်ခင်နှောင်းမျိုးကြောင့်ကလေးပဲစီကူတော့အမောင်လေးဟာလက်တတတလင်းကွက်ထဲမှာလဲပြင်းနေတာတွေ့လိုက်တယ်နွားကြိုတွေမှာတော့တပြေကက်တွေထိုးလို့ဒီလိုတော့လေအမောင်လေးကအားကိုးရတာသူနွားနှစ်ကောင်ကိုစောစောစီးစီးအစောကြီးအစာတွေကျွေးနေပြီလဲပေါ်မှာလည်းမြေပဲရိုးတွေခင်းပြီးနေပြီဒီမြေပဲရိုးတွေကနှစ်ပွဲကွင်းမှာနွားတွေကိုကျွေးဖို့ရိတ်ခါဖြစ်တယ်လို့နှစ်ပွဲအသွားလဲပေါ်ထိုင်တော့လည်းစီးရပြီးတော့တက်တာလေအမောင်လေးထမင်းကြော်လိုက်ရမလားအခုကိုလှမ်းရမျက်နှာလောက်ရချင်းဖြစ်တယ်ဒီနေ့ကိုကြီးကြော်ပွဲကိုအမေမလိုက်နိုင်ရှာပါပြီးခဲ့သည့်ဝါဆိုဘွားကောင်ကြီးကြီးကတော့အိမ်ပြင်မှာချော်လဲပြီးဒူးစစ်လဲသွားသဖြင့်ခြေကောင်းကောင်းမထောက်နိုင်တော့ကြောင့်ဖြစ်တယ်နေ့စဉ်လိုဘာကြီးဖူးတန်ကြီးလင်းစင်းမပြတ်လူးနေရတာအမေအိပ်ရတဲ့ပုံလဲမနေခြင်းဖြစ်တယ်နှစ်ပွဲခွင်းအထိလိုက်ဖို့မစွမ်းသာတော့ကြောင့်အမေလက်လျှော့လိုက်ရပုံရတယ်ဒီနေ့နှစ်ပွဲလိုက်ဖို့ကိစ္စမှာတော့အမောင်လေးကခင်နှောင်းအားကိုးရတော့မယ်ခင်နှောင်းတို့အပြူကလေးများဖို့မောင်ပွားမိဘအုပ်ထိန်သူမပါပဲဘယ်လန်းပဲခီးဘယ်ပွဲလန်းတပင်ကိုမှခြေတလန်းလှမ်းမှုမလွယ်မောင်နှမနှစ်ယောက်ထဲသာရှိတော့ခင်နှောင်းတို့အဖို့အကူဖို့မှဒါမှမဟုတ်တွေးကြီးတွေးလေးတွေပါမှရောက်ရတဲ့ပွဲလေးဖြစ်တယ်အခုအထက်မှာခင်နှောင်းအမတယောက်ရှိသေးတယ်မမကအကြီးဆုံးမို့အကူဖြစ်သူကိုအမောင်လေးကိုခင်နှောင်းခေါ်ခြင်းဖြစ်တယ်အကြီးဆုံးအကူဆိုရင်ခင်နှောင်းတို့ကမောင်ကြီးကိုခေါ်ကြရပါတယ်မမကကူနီနန်းနဲ့မဝေးတော့ချင်းနှင်းမြစ်ပြီးချင်းရရွာသားနဲ့အိမ်အောင်ကြတာတရွာတကြီးရောင်လုံးစရုံးပါသွားတော့အိမ်မှာခင်နှောင်းနဲ့အမောင်လေးနှစ်ယောက်သာရှိတယ်ကလေးငယ်လိုမရှိတော့အိမ်မှာခင်နှောင်းဒီပင်ကလေးလိုဖြစ်နေတော့လေအလုံးကြီးတိတ်စာအသက်19နှစ်တည်းခင်နှောင်းရောက်ခဲ့ပြီခင်နှောင်းကိုမွေးတာဒီလိုတပေါင်းလာကြီးထဲမှာလို့အမေကပြောတယ်သူ19နှစ်တောင်ရှိပြီလားအဲ့ဒီနှစ်ကနှစ်ပွဲလိုက်ရတာငါမယ်ဗိုက်ကြီးတစ်ပြေးပဲနဲ့ပေါ့ညီဖေကပွဲတော်ကိုကြီးနဲ့မွေးအခက်ဆိုပြီးနေရတော့နဲ့လှုပ်သေးတာဘယ်ရမလဲတနေ့မှတစ်ခါမောင်ကြီးကြော်ဝဲမလိုက်ရင်နေမတိထိုင်မသာဖြစ်လုံးလို့ကောက်ခနဲ့ထားရတာတော်သေးတာပေါ့တော့ညီကနှစ်ပွဲပြန်တပေါင်းလာပြီကြော်6ရက်မှမွေးတာမောင်ကြီးကြော်ပွဲနေဆိုရင်9ရက်လာချရဲ့ခင်နှောင်းလူနေကိုကျွန်းစနေရွာကိုတင်စားခေါ်ကြတယ်ညညအထက်အရှိမြင့်နဲ့အနောက်မြကြားလေသီးပုံကျွန်းကြီးတကျွန်းလိုပုံပုံပုံစံကလေးဖြစ်နေတော့ကြောင့်ကျွန်းရွာလို့ခေါ်ကြကြောင်းအဖေတို့ကပြောတယ်ဝါဆိုဘောကောင်ကြီးကြီးချိန်စုမြင်းမကြီးနဲ့မြင့်မရီတွေကမ်းပြည့်ကမ်းရှင်ဘောင်းလန်နေအောင်တက်လာတတ်တယ်ချောင်းကျူချောင်းကြား
ရှုံမြောင်းကြကမ်းမကျူကမ်းမကြဒီတိုက်တုတ်ခွစီးဝင်လာသောရေတွေကကျုံကြီးတစ်ခွင်လုံးဖုံးလွှမ်းသွားတတ်တယ်ဒီလိုရေကြီးခါမှာရေပြင်ကိုလုံးဝမမြင်ရတော့သဖြင့်တလောကလုံးရေပြင်ကြီးများဖြစ်ကုန်ရောက်သလားလို့ပဲခင်နှောင်းငယ်တုန်းကထင်မိတယ်မြေတွေရှောဆင်းလာတဲ့နောက်နှုံးတင်မြေလူကျုံကြီးဖြစ်ကြံ့ရည်နေတတ်တယ်စိုက်သမျှတီးရနေဖြစ်ထွန်းရတာမို့အဖေကသူ့စာတီကိုဂုံတပြူနဲ့ပြောတတ်တယ်ရှိတယ်တို့တွေဟောက်ဒီမြေလူကျုံပေါ်နေရတာကိုကလူဖြစ်ရခြင်းနဲ့တာကွာမြေဩဇာအထူးချစရာမလိုမြင်းနဲ့မြက်ကသူ့လူပို့ပေးနေတာလို့အဖေကအမြင်နဲ့ပြောတယ်အဖေကမြေလူကျုံကြီးတကူအကြောင်းတိုက်ဆိုင်နိုင်တစ်ဖောက်ဖောက်ပြောတဲ့လို့အမေကတော့ဒီမြေလူကျုံကြီးကကိုကြီးကျော်နေဆိုတဲ့အဖေကြီးစောက်တာလို့ပြောတတ်တယ်ချင်းရင်းမြစ်ကြီးကိုမောင်ကြီးကျော်တွေးတာပေါ့တူးမြောင်းဖောက်ပြီးရေကိုစကြိုတဲ့နေရမို့ရေစကြိုးတဲ့တော့အဲ့ဒီတူးမြောင်းကရေမစင်းတာကိုရမဲရှာပြီးနောင်တော်မင်းကကွက်မြက်လို့ကန်ကောင်ဝရှာတာဒါပေသည်မင်းကျော်စွာကနှက်ဖြစ်သွားပြီးရောကုနီဖျားနာနန်းနဲ့နေတာကုနီနန်းမှာဆိုင်ရင်ဒီနေကိုအပိုင်စားရတော့မောင်ကြီးကျော်ကသူ့နေသမီးနေသားတွေကိုစောင့်ရှောက်တယ်ဟောဤမြေစီမြေခဲများကောင်းအောင်နှိမ့်စင်မတယ်မြေဒီမြေစံကောင်းအောင်မတယ်ဒါရီကြောင့်တနေ့တခါမောင်ကြီးကျော်ပွဲနှန်းတီနန်းရောက်သွားကြဆက်ကြတာပေါ့ဤအယိုးခိုင်အောင်ကိုးရကြတာပေါ့ကျွန်းစနေရဟိုအမိတထားတော်လဲဒီကျွန်းရွာပေါ်မှာရွာပေါင်းစနေရမကပါမြေတော်ပန်းညိုကြောက်ဖူးကျွဲကုန်းဖြုံမှုမိလောင်ကျွန်းမိဖုရားရွာမဲကုန်းရွာငတရောရေရှာမိုးပြူမိုးဝဲချင်းရစသည်ရွာကလေးတွေများလိုက်တာများမှုချင်းတစ်ချင်းနဲ့တောင်တူ၏ဒီလိုရွာတွေကကိုကြီးကျော်ပွဲကိုနှစ်ဆင်သွားရောက်ဥတိုက်ကြမြင်ဖြစ်သည်ခင်နှောင်းဒီပင်ကိုကြီးကျော်ပွဲကိုနှစ်ဆင်ဝတရားပြက်လိုက်ခဲ့သည်မှာခင်နှောင်းအသက်နှင့်အမျှဖြစ်သည်ဒီတစ်ပေါင်းတွင်အသက်19နှစ်ပြည့်ပြီမို့ကိုကြီးကျော်ပွဲကိုလိုက်ရတာ19နှစ်ရှိခဲ့ပြီအမိပိုက်တဲ့ကနှစ်ပါတွက်လျင်အနှစ်20တင်းနေရှိခဲ့ပြီပေါ့ကြည်စမ်းနှစ်တွေတော့မနှဲတော့ပါလားဟာဟဲ့ခင်နှောင်းရေမပွက်သေးဘူးလားအမောင်လေးကလှမ်းအောင်လိုက်တော့ခင်နှောင်းအတွေးဆပြတ်သွားသည်ခင်နှောင်းရှိဖိုကွင်မောကမြေယူနေကြရမမဲကြီးနှုတ်သီးဝါမှာရင်နှွေးမှုတွေတဖြည်းဖြည်းပန်းထွက်နေပါတော့ဒီတော့မှကြပြကြရအင်းရှိစပွဲစီပြေးကကျင်းချင်းကြုတ်ကြီးတဲ့ကစင်ကြရကိုရေဆေးလက်ပတ်ချောက်တဆုပ်စာထည့်၍ရင်နှွေးခတ်ပေးလိုက်ရ၏ထမင်းကိုကမန်းကရန်ကြော်ရင်ကြွားထိပ်စီကိုလည်းနားကလေးဆွန့်ထားပေသည်ကြွားထိပ်လဲလဲမှနလဲပွဲတွေတော်တော်ရောက်နေကြပြန်သည်အတန်တွေကပိုလို့ညံနေသည်ခင်နှောင်းအမောင်လေးကိုထမင်းကြော်တဲ့ပကံကမန်းကရန်ထည့်ပေးပြီးမနေ့ကနေကလုံထားသည့်ဟင်းအိုးတွေကိုပြန်ရွေးကတောင်းကြီးတစ်လုံးနဲ့ဆုထည့်ပြီးလှဲပေါ်သွားတင်လိုက်သည်ထမင်းအိုးကလေးတစ်လုံးကြပြကတိထင်းထမင်းကြော်လေးစားဖို့ပြင်သည်တောက်ယူတင်ပြီးလာမီနောင်အဲ့တော့ဟုတ်သားပဲမတင်ရသေးဘူးဒါလေးလောက်တော့မိနေသည်ပြောလိုက်ချင်းပါဇက်ထဲကကွင်းရဘလို့ပလောင်ကြီးဖြစ်အမောင်လေးကခင်နှောင်းကိုငေါလာငန်းလာလှုပ်နေသေးတော့ဤခင်နှောင်းဆိုရင်အမောင်လေးကတိတ်နိုင်ကြတယ်နဲ့အသက်ချင်းက9နှစ်กว่าတယ်အမကခင်နှောင်းစနစ်နဲ့တမိခင်တွေကအိမ်အောင်ကြတော့တဲ့ဖြစ်လက်ပွန်ရီတိတ်မနေလိုက်ရတယ်ဖြစ်ခဲ့သည်အမောင်လေးနဲ့ခင်နှောင်းကတော့ငငယ်ကနေကမတည့်အတူညီရလူဖြစ်တယ်အမောင်လေးကခင်နှောင်းကိုနိုင်စားသလောက်ရွာမြောက်ပိုင်းကမဖူးငုံကြတော့အလိုမျက်နှာချူသွေးတတ်တယ်မဖူးငုံကိုအမောင်လေးကတပိုင်းတီနေအောင်ကြိုက်တာခင်နှောင်းတီးသည်ကြိုက်တော့လေကြိုက်ချင်ကြမဖူးငုံကခင်နှောင်းတို့ရွာကအပြိုင်မရှိကွင်းတော်ကိုင်းရွာကတော့မဖူးငုံအိမ်အောင်စက်သားပြုလျင်ခင်နှောင်းကိုရွေးကြမည်ဆို၏ခင်နှောင်းကတော့ဒါတွေစိတ်ဝင်စားပါအလူအတန်းကလေးရှိမှကွင်းတော်ကိုင်းရတာကိုခင်နှောင်းမမဆက်ဆက်မရှိလားပြောရလျင်တနေ့တစ်ခါအခုလိုကိုကြီးကျော်နှစ်ပွဲသွားရတာတော့ပင်စိတ်ဝင်စားခင်နှောင်းရေရွာဘသူလေးထွက်ကြမှာလဲလို့နင်ကြားသေးလားခင်နှောင်းတို့ရွာတွေကနှစ်ပွဲကိုဘသူတွေလိုက်ကြမှာလဲမမေးကြပါလှဲတွေကိုသာအမိတက်၍ပြောတဲ့ဆိုရဲကြပါသည်တအိမ်လက်တလဲနောက်တရှင်းရှိသူတိုင်းကိုကြီးကျော်နှစ်ပွဲကိုမယောင်းဖြစ်လိုက်ကြမြင်မဟုတ်လားရွာမှာလဲမေးစရာမလိုအခုမေးတာကဒီမနက်ဘယ်လဲတွေသွားမှလဲမေးချင်းဖြစ်သည်ကျုပ်ကြားသလောက်ဖြစ်မနက်ခင်းလိုက်မဲ့လဲတွေကကိုကြီးတာမောင်တို့လဲရဲ့ကြီးငိမ့်ဆန်တို့လဲရဲ့ဥပတုတ်တို့လဲရဲ့မောင်ကြီးအောင်ရတို့လဲရဲ့ပြီးတော့မခင်တိုင်းတို့လဲရဲ့ဒါပဲကြားတယ်မဖူးမောင်တို့လဲတော့ညနေကျမှထွက်မယ်ကြားတာပဲနင့်ကငါဖူးမောင်တို့လဲထွက်မထွက်မေးနေရမဟုတ်ဘူးနည်းမှတရားလုံးလူလူနဲ့အစိမကတ်တော့အမောင်လေးကဘသူလဲရထွက်မှလဲမိကနေကမဖူးမောင်တို့လဲတရင်ကိုမေးမြန်းခင်အောင်တည်ပြီးသားဒါကြောင့်လေအကူသိကျင်သည်ထင်သော
မဖူးငုံကိုထည့်ပြောလိုက်မိခြင်းဖြစ်သည်ခင်နှောင်းသိနေတာကိုပင်ငပိတွေကခွေးမောင်ရှက်ရရန်ပြေးသည်ဒါတွေကြောင့်ပဲအမောင်လေးနဲ့တရွာလုံးအပေါက်လမ်းမတက်ကြတာဖြစ်ပါလိမ့်မည်ခင်နှောင်းတောက်ရီအုပ်ကလေးရေးဖြစ်ပြီးလဲပေါ်တင်နေတော့မှပဲအမေနိုးပြီးချစ်ခင်မင်းတို့လဲထွက်ရင်ရှင်ကျော်မေတို့သားမိတွေဝင်ခေါ်တော့မမေ့နဲ့အောင်မနေ့တုန်းကလည်းလာပြောထားရှာတာရီကျော်ကအဖေနှမဝံဝဲဖြစ်၍သမီးတို့နှစ်ယောက်နဲ့ရင်ကောင်းကျိုးစီးကုန်းရုံးနေရရှာတော်မူဆိုးမှဖြစ်သည်လှင်းတော်မရှိရှာတော့လေကြုံရလင်းနဲ့လိုက်ကြရမြင်မဟုတ်လားဒီအတွက်ညနာငယ်တရားမရှိပါရွာကဒီလိုခေါ်ခွင့်ရတာကိုပဲဝမ်းသာတတ်ကြသည်အမေကလေးဗျာကိုလဲနဲ့ကိုချောင်းရှိချင်မသွားရဘူးအကြီးကျုပ်ကစကားအများများနဲ့ဟဲ့နေမခုံးကိုထမ်းသွားတာမဟုတ်ပါဘူးချစ်ခင်ရဲ့ဒီနေ့ငါမလိုက်နိုင်တော့ခင်နှောင်းအတွက်လူကြီးသူမရဲ့လို့ဖော်လော်လေးရတာပေါ့တခါတည်းမှားလိုက်ရပါတယ်နော်မောင်နှမနှစ်ယောက်စကားများလာကြလို့တော့အသက်ပဲငါသမီးကအငယ်ဝေးတီးခံတယ်နင့်မှားတာကြားလာချစ်ခင်အမေဆိုတော့အမောင်လေးကမျက်နှာကြီးမှုံတုံနေတော့ဤအထူးသဖြင့်အမောင်လေးကအကြီးကျုပ်ကိုမျက်နှာကြောတဲ့သူမဟုတ်ဒီကြားထဲအကြီးကျုပ်ဤသမီးနှစ်ယောက်ဖြစ်တော့မမီဆန်နဲ့မမီချန်တို့နှစ်ယောက်ကပါလာအောင်ပြီဆိုတော့အမောင်လေးကအလိုလိုအပြိုရင်းဖြစ်ရတော့မှာမဟုတ်လားတလဲနဲ့တလဲဟိုဘက်ဒီဘက်လှမ်းစားကြနောက်ကြပြောင်ကြလျင်မျက်နှာပူရတော့ပြီမဟုတ်လားအမေနဲ့အမောင်လေးကိုထားခဲ့ပြီးတနခါလူကိုအနောက်ခန်းနဲ့ခင်းနှောင်းဝင်ခဲ့သည်ဒီဇယ်မီးခွက်ကြီးကိုထွန်းပြီးမှန်ရှိချကကိုမျက်နှာကိုတခြားကြည့်နေမိလိုက်သည်ကောညွန့်ညွန့်မျက်ခုံးမွေးနှစ်သွဲကခင်းနှောင်းမျက်နှာပေါ်မှာအထင်းဆုံးမျက်လုံးဝိုင်းနာကအမေကိုတူပြီးနှာရံဖြောင်စင်းစင်းကအဖေနဲ့တူသည်ဝိုင်းဆက်ဆက်မျက်နှာလုံးလုံးကလေးပေါ်ကနှက်ခမ်းထူထူကလေးကတော့ဘသူနဲ့မှမတူတော့ခင်နှောင်းကိုယ်ပိုင်ဖြစ်မယ်ထင်၏အမရောအကိုရောအသားညိုသလောက်ခင်နှောင်းကတသွေးတမွေးဖြစ်အသားကလေးဝါဝင်းဆူဖတ်နေသည်တနခါကိုတော်ရဲသွားသလိုဘဲကြားလူလိုက်သည်တော်ရဲဆိုသည်မှာရှားတဲ့ကိုင်းတိုင်းကိုခိုးခြင်းဖြစ်သည်ဘာပြင်းတစ်ဖက်ပေါ်တွင်တနခါတွေအပြင်လိုက်ပုံကတပုတ်တံဖြစ်ခြင်းဘကွက်ကလေးကိုပုံဖော်ယူသည်တနခါဆွန်းသွားသောကြောက်နေတဲ့ကကလေးကိုထသွေးစွကဖြတ်လိုက်တော့ရဲမဲ့သွားလေမိတော့ရောင်ထဲမှာကြောက်နေတဲ့ကကလေးကတစ်ဖြက်ဖြက်ကဲနွားတက်တော့ထွက်ကြတယောက်ဆောင်နဲ့နေမြက်သွားလေကုန်မယ်ကူနီနန်းရောက်3နာရီလောက်မောင်းရတာနွားရီနေမှာဆူရတယ်အဖေတိုင်ကြတော့မှခင်နှောင်းအဝိစားကိုကတိကီလေးကထွက်လာခဲ့သည်အဖေစောတစ်ဖြစ်နွားနှကောင်ကောက်တက်လိုက်ရတော့လေအမောင်လေးကစိတ်တော်ပေါက်ဖို့မရသူကညနေဆောင်မှာမဖူးငုံလိုလှဲတွေနဲ့အတူထွက်ချင်ပုံရသည်အမေကလှဲပေါင်းမိုးတဲ့ခေါင်းထုတ်ကြည့်ရင်လိုအပ်သည်များပါမပါတခုချင်းလှန်လောကြည့်နေသည်လှဲဦးထိတ်တွင်တောက်ရီဦးနဲ့ထမင်းဦးတောင်ဟင်းဦးတောင်လှဲပေါင်းမိုးတဲ့မှာတော့ဆောင်းတုံးနဲ့ဝေစားတို့ပြီးတော့ခင်နှောင်းတို့တနခါဖာတောင်ကလေးဒီဖာတောင်ကလေးထဲမှာဘီးနဲ့မှန်ပါတယ်မနေတုန်းကလေးကလက်မောင်းအောင်နေအိမ်အောင်တွေးထည့်ထားတဲ့တနခါနှစ်ဘူးကလေးပါတယ်ပြီးတော့ညခုံးမွေးဆွဲတံကလေးနဲ့မကုန်းကုန်းနှခမ်းဆိုးစီဘူးတောင်ကလေးကလည်းမမေ့မလျော့ထည့်ခဲ့ရသည်ချစ်ခင်မိုးကွင်းကပါပြီလားဟုတ်သားပဲကွင်းမယူရသေးဘူးအဖေလန်းတတိပြီးတော့မှခင်နှောင်းကြပြကလေးပြေးယူရ၏အဲ့ဒါတွေကြောင့်အမေသမီးကိုကြုံငေါ့တာသူ့ဘောကြောင့်မေ့ပါဗျာအမောင်လေးကခင်နှောင်းတနခါဖာတောင်ကလေးကိုမင်းငေါ့ပြလိုက်သည်တဘောကတော့ခင်နှောင်းကအပြူလို့ဖွေရလောက်တာဆက်ရောက်နေသည်ဟုငေါ့လိုက်ခြင်းဖြစ်သည်အဖေတို့အမေတို့ရှိမှမို့ခင်နှောင်းဘာမှပြန်မပြောပဲအသာညင်နေလိုက်၏ပြီးတော့ဒီလမ်းတွင်သူ့ပုံမှရောက်မယ်မဟုတ်လားစိတ်မဆိုးတော့လဲကောက်လိုက်ခြင်းလေးသည်ခင်နှောင်းအမေမာမမေ့နဲ့တော့နှောက်အောင်ဝယ်ခဲ့တနေ့မှတစ်ခါဝဲရတာပွဲတော်ကွင်းမှာပစ္စည်းကစုံတာကိုနွားနဲ့ကိုလည်းအာနာစရာမလိုဈေးနနာစစ်ခင်တော့ဈေးတွေကဆိုတိုင်းမပေးနဲ့နနာစစ်ဟဲ့ဘာမှလို့တော့12ပွဲဈေးတွေဂျင်းချီလဲပြီးသားသူတို့က100ဆိုကိုက90လောက်ဖမ်းစစ်ထောက်ကခောက်ချိုးစစ်မှဈေးကတန်ခါကြတာဤတဆိုင်နဲ့တဆိုင်ဈေးတွေပါမေးဝင်တော့ဈေးဝယ်ရင်ပစ္စည်းလဲကြည့်လူလဲကက်ခတ်ညနေပေါက်မကြိုက်မဝဲနဲ့ပြီးတော့အမလီအေးတာရမင်းမလိုက်သွားပါရောလားဟာကျိုးနေလို့ပေါ့ကိုပါမင်းအေးတာတို့ကဒိုးတန်ကြလို့ကတော့လက်လုတ်ချင်ခြေလုတ်ချင်နေကတော့ပိုက်ကြီးအင်းထိုးနေရတော့မောင်ကြီးကျော်စီအရောက်သွားခဲ့သေးတယ်အတော်တီးပဲအော်ခင်น้องအမေနေမကောင်းလို့နန်းတီနိုင်ရောက်မလာနိုင်တဲ့အကြောင်းမောင်ကြီးကျော်ကကနန်တောင်းမှလိုက်အောင်နော်ပန်းကိုလက်ထိလက်ရောက်ဆက်ဟဲ့ပြန်မန်းလဲပေါအောင်ယူခဲ့ဒါမှမောင်ကြီးကျော်ကလက်ထိလက်ရောက်မှ
အိမ်ကနေလည်းအမေလှမ်းတင်မှာပါအော်နေဦးအပြန်ခင်ဦးတို့စီဝင်ရင်ပန်းကပီလေးပြီလောက်တောင်းငယ်စမ်းကြလားပန်းကပီ6လမ်းအောင်လို့အမအမေရဲ့မပြီးနိုင်မစီးနိုင်အထက်ထက်မှကြားနေသည့်အမေကိုကြည်ရင်ခင်အောင်စိတ်မကောင်းဖြစ်မိသေးသည်နှစ်ပေါင်းများစွာကိုကြီးကျော်နန်းကိုပွဲရင်းပွဲကရောက်တိုင်းမပြတ်မကွက်နန်းတီနန်းရောက်တိုက်ခဲ့သောအမေယုံကြည်ဆွဲလန်းမှုကိုခင်အောင်ရင်းနှီးနားလည်လိုက်မိ၏အမောင်လေးကတော့အမေကိုစိတ်ရှိဖို့မရပါလှဲကြီးတောင်ထားရင်ကမျက်နှာများတုံ့မှုလို့ကင်သွားမယ်ဗျာသွားမယ်ဗျာဖေးသွားပြီလို့ပြောဆူဆူလှဲကိုမောင်းထွက်လာခဲ့သည်ခင်အောင်ကလှဲနောက်ပြီးမှဆွေကနေတင်မလွှဲခုန်တက်ရင်ပတ်စံလွယ်ကလေးကိုအမေမြောင်ပြပြီးဆူထုံးလိုက်သည်ခင်အောင်တို့တွဲရသူများတလေတော့မျိုးကြီးသူမများလိုတရေအိမ်များမလွယ်တတ်ကြပါကျောင်းလွယ်တလုံးကိုဆူထုံးပြီးရင်ဝင်နဲ့အပ်၍ကြစ်ကြစ်ပအောင်ပွေထားတတ်ကြသည်ပတ်စံတစ်ခါပြောက်ရင်တစ်သက်လုံးနှမျောမဆုံးတော့မင်းညကနေအမေကခင်အောင်ကိုဈေးသုံးငွေတွေလွယ်ကလေးရဲ့ထရင်ကိုနှစ်မကွာထားဖို့တူတူမှားကြခဲ့သည်မဟုတ်လားဟင်အမောင်လေးအကြီးကျော်တို့ခေါ်မှလေအကြီးကျော်တို့အင်္ဂလန်ဘက်ကိုမချိုးပဲရွာလေလမ်းမကြီးဘက်စီတို့လဲကိုဒုံမောင်းလိုက်ခြင်းကြောင့်ခင်အောင်လှမ်းသတိပေးလိုက်ခြင်းဖြစ်သည်တိတယ်သူတို့အိမ်ထိသွားမပင့်နိုင်ပါဘူးဗျာလမ်းထက်ရောက်နင်းလန်းအောင်လိုက်လှဲရှိရလာပါစေအမောင်လေးနဲ့တော့ခတ်ပြီးဒီနေ့အပေပါမလာတော့သူကဘိုလ်လုတော်မှာတေးကြသည်ခင်အောင်ကလှဲပေါ်မှာဆင်းကလမ်းလေးကွာဆုံထိတ်မှအကြီးကျော်တို့ကိုဟစ်အော်ရသည်အတန်လူကြားလို့ရှက်စရာမရှိပါဒါကထုံးစံအော်ခေါ်နေကြရီကျော်ရေးလှည့်ရောက်ပြီးထွက်ခဲ့တော့အေးလာပြီဟေးဒီလိုအော်တန်ဟစ်တန်တွေကခင်နှောင်းတို့တွေမကပါနှစ်ပွဲကြုံလိုက်သူတိုင်းကိုတကြောကြောဟစ်ကြခေါ်ကြတရွာလုံးအိတ်လူမရအောင်စူညံနေတော့သည်လဲနွားမရှိလို့ကိုကြီးကျော်စီမလိုက်နိုင်လို့မရှိသေးရလဲနွားရှိသူကမရှိသူကိုစောင့်ခေါ်ရကြသည်တရွာလုံးကလည်းဆွေရည်မျိုးရည်မကင်းကြသူတွေဆိုတော့ချောင်ရလဲပေါ်တစီလိုက်ကြရုံလားရွာထိပ်ကလော့စပီကာတန်ကလည်းပိုးရီလွန်းတက်လာသည်ရီကျော်သားမိတို့ရောက်ထမိန်တွေဆွန်အောင်ဆွဲထကောက်တောင်းကိုစီရွက်ကထွက်လာကြသည်ခင်အောင်ကရီကျော်ကောင်းမကတောင်းကိုပြေးယူကလဲပေါ်စင့်တင်ပေးသည်ရီကျော်တို့သားမိ3ယောက်နဲ့တောင်း3တောင်းတင်လိုက်တော့လှဲကမလဲတောင်ကြက်ကြက်တက်တက်ထိုင်ရတော့၏အလိုပြရီကျော်တို့ဟာနှပွဲလိုက်တာနဲ့မတူတရွာနဲ့တူအိမ်အောင်ပြောင်းကြနေတာပဲညညနေဆိုတော့ထရရတော့ငါတူရဲ့မင်းနဲ့ဘာမှပါဘူးကွထမင်းအိုးဟင်းအိုးတောင်းနဲ့ဆောင်ကလေးပါလေးပါဒီတောင်းကနှစ်ပွဲ3ရင်ရအောင်အိမ်ကငရုတ်တောင်းထည့်လာခဲ့သေးတာခင်အောင်တို့ရွာတွေကနှစ်ပွဲသူလိုက်ရင်ကိုယ်ဆိုင်ခင်ထွက်ကလေးတွေရောင်းချရမျိုးရှိသည်တပိုင်းတနိုင်အကိုကြီးကျော်နှစ်ပွဲ3ဖို့အတွက်ပွဲကင်းထဲမှာမွေဖြစ်ပွဲကင်းထဲမှာပဲ3ကြသည်ခင်အောင်တို့ကျွန်းနယ်ရွာကလေးများမှာတီးနံကိုမြင်းညံမျိုးသူ့ဘက်သို့တက်ရောင်းရသည်ဒီကျိုဘက်သို့လည်းတက်ရောင်းကြသည်မြင်းကြံသို့တွားလျင်ရွာမှလဲနဲ့တီးနံတင်ကအေယာရီမြကမ်းပြီးမြေတော်တင်မောစိတ်ကိုတည်ကြရသည်မြေတော်စိတ်မှတင်မောဆောင်စီခြင်းစီဆက်လီငါတင်းရင်တင်းမြင်းကြံပွဲရုံကိုတွားကြရသည်ဒီကျိုဘက်သို့တွားရောင်းလိုလျင်လဲလှည့်ဖြစ်ပင်ချင်းနှမြင့်စိတ်ကန်းစင်ချီယာရွာမော်တော်စိတ်ရောက်အောင်မောင်းရသည်စင်ချီယာရွာမှတစ်ဆင့်မော်တော်ကလေးများဖြင့်ရေဂျူမြို့သို့ကူးရသည်ဘယ်မြို့ကိုပဲတွားလူပန်းနွားပန်းနာလည်းအတူတူဈေးထောင်းနာခြင်းလည်းအတူတူပင်တီနံပွဲသားများလက်ဝဲရောက်ကိုကဈေးစကအကုန်ခံရသည်ညှင်းချန်သွားလျင်အေယာရီမြစ်ကိုဖြတ်ကူးရမည်ရေတကျူသွားလျင်တော့ချင်းနှမြစ်ကိုဖြတ်ကူးရမည်ခင်နှောင်းတို့ကျွန်းရွာကလေးတွေမှာခီးလမ်းမဆက်သွယ်ရေးရင်ကလှဲနေတော့ပဲဖြစ်၏ရွာကိုလာ၍တိန်တော်အထိုင်တီနံပွဲသားများတော့ရှိပါသည်ဈေးကထက်ဝက်ခေါက်ကျိုးအနေခံရတတ်သည်ဒီတော့ကိုကဈေးကုံလူပန်းခန္ဓာနှင့်အထိုင်ပွဲစား၏စူစီပေးစီကြက်ရရရောင်းချရသည်အမောင်လေးကတော့ရွာလက်ဆွဲတီနံပွဲစားများ၏ခေါင်းပုံဖြတ်တာကိုမခံဘူးဆိုတာရည်သူမျိုးအတိတကူးတကတေကပူးကပွဲုံများသို့အရောက်သွားသွန်းတက်လေ၏ရွာထိပ်မှာလှဲ့ရတော်ရောက်နေပြီကိုကြီးတမောင်လဲကထိတ်ဆုံးကလော့စပီကာဟွန်းကြီးကိုလည်းလဲပေါ်မီတင်အသက်ကုန်ဖွင့်ထားလေခင်နှောင်းတို့လဲရောက်သွားတော့လဲက9စီအောင်ရှိနေပြီလဲတဲ့နောက်မှာလဲကိုဝင်တိုးကနေရာယူလိုက်သည်အတန်ချစ်စက်ကကိုကြီးတမောင်အိမ်ပိုင်းငှားစားတာမဟုတ်ဝါသနာကြောင့်ဝယ်ထားခြင်းဖြစ်၏ဟယ်လိုဖြုံမှုကြည့်ပါအတွင်းမှာဖေးကြော်ပွဲလိုက်ကြမိလဲများခင်ဗျာ
ကျွန်တော်တို့ရွာထိပ်မှာလှဲတွေအတော်စုံနေပါပြီလို့နော်တခြားရွာကလှဲတွေလမ်းပေါ်တော့ရောက်နေကြပြီဗျကျွန်တော်တို့ရွာကလှဲထွက်နောက်ကျရင်ဝရိယမရှိလေခြင်းသူများနောက်ကောက်ကြလေခြင်းစကားတင်းဆူခိုင်းရင်ရွာနာမီပြတ်တယ်ဗျာအချိန်မဆိုင်မဲအိမ်တိုင်းကလှဲထွက်ခဲ့ကြပါတော့ဗျို့ကိုကြီးတမောင်အတန်ဆုံးသည်နဲ့ပခမ်းမင်းချော့နှဒိုးတန်တွေကကလျက်ချက်လျက်ထွက်ကြလာသည်ခင်နောင်းတို့တွေတွင်ပြောနေနွားတွေပင်လျင်ချီရီမြင်လေတမော့မော့နဲ့ချူတန်နေစုဝေနေတော့၏အတန်ချက်စက်ကတချင်းနဲ့လဲတန်တွေရောထွေးသွားသည်ရွာဦးရေကျော်ချောင်းသောတရားကိုလွန်ခဲ့ပြီအဝေးစီမှထန်းတော်ညွန့်ညွန့်ကြီးမှာညီဝေနဲ့ဖုံးကမိုင်းမုံလိုနေသည်တပေါင်းလာဦးနှင်းစာကလေးတွေတခင်းတွေလည်းရွှဲနေနေသည်လေကလေးဝေးလိုက်တော့ခင်အောင်ချမ်းစင်းနေကလေးပဲဖြစ်သွားမိသည်သွားပါဟာငါကောင်ကြီးကတွေ့လားသူများလေသွားနေတယ်ကွာအမောင်လေးကသွားနေသည်နွားလေးကိုပြစ်ရှာရင်တိုးလို့သာငေါက်နေသည်မဖူးငုံပါလူများလားဒီလိုတွေးမိတော့ခင်အောင်ရေချင်မိသည်